ဒီနေ့မှာတော့ဗောနော်တရားလေးဆုံးပါလို့ပါ Okay let's go ဖြစ်ပါမယ်ဒီ game လေးဗောနော် Okay let's go ဘာရလဲဆိုတော့သိပါဦးဘာရလဲဆိုတော့ခုံးနဲ့ဟာမပါဘူးဆိုတော့ဘယ်လိုလုပ်ကြမလဲဒီရတယ် Okay ဘယ်ရပဲနဲ့ဘယ်လိုမှန်းတော့သူများရမယ်အောင်Okay nice ငါသွားခုံးလားငါခုံးနဲ့မပါပဲနဲ့သွားခုံး Okay let's go tôi à mà hòa đi tôi vô rồi là giờ nó báo là sao á mà không thấy hàm mà bà bảo rồi tôi vô là hạ lại được tôi vô lại được ok tôi vô mà tôi vô sao rồi không thấy hàm mà bà bảo rồi đâu à đuôi nó tôi đi ra à cái này nó What the em mà quá kitty đó em mà tua này nè nóဖြစ်တာလဲဆိုတော့em mà tuaဖြစ်တာတော့tuaအနေနဲ့တိုက်သွားတာဘာကြီးနဲ့တိုက်သွားတာလဲနောက်ထပ် game ဆော့ပါမယ်ရှင်းကဲထွက်ပါမယ်ဒီ level လေးနေမယ်ဒီ level ထပ်လိုက်ပါမယ်ကြွားတော့မဟုတ်ပါဘူးလို့နောက်ထပ် game ကတော့ခီးပြပါမယ်နော်ခီးတို့ကတော့တန်ပါတစ်ခါတည်းပါပြီးသားဆိုတော့လုံးစရာမလိုပါsorry ကဲဒီရောဒူဘိုင်းချောကလက် game ဆော့ပါမယ် Okay let's go ကဲဒူဘိုင်းချောကလက် game ပေါ့နော်ဒီ game မှာရှင့်အဲ့ game ပေါ့နော်ဒူဘိုင်းချောကလက်တွေရေးထားပါတယ်ဒီ game ဒီဆော့ပွဲတော့ဒီမှာပါဒူဘိုင်းချောကလက်ကြီးပေါ့နော်မှာဒူဘိုင်းချောကလက်ကြီးခေသွားမယ်ဒီမှာပေါ့နော်ဒူဘိုင်းချောကလက်ကတော့တွေ့နေရပါမယ်ရှင်ပါပါဒူဘိုင်းချောကလက်ကြီးစားဖို့ပါတယ်ဟိုပါပေါ့နော်အစ်စ်မစားနိုင်ပေါ့နော်အတူပဲစားနိုင်တယ်ပါတယ်ဘာလို့လဲဆိုတော့ခီတီတော့ပေါ့နော်မလေးခီတီတော့ပေါ့နော်ဟိုကဖြစ်တော့ပါရှင်အမလီဒါနော်အဖြစ်တာဟိုကနေမှာအင်ဂျူရာလေးခီတီကလေးလောက်တာလေးခီတီလောက်တော့အင်ဂျူရာဟာလေးဟိုကလောက်နေရတယ်မှာမလေးကျမတို့ဗီဒီယိုတွေအဲ့ဗီဒီယိုတွေလဲတာဟိုမှာတကားနဲ့ထက်ကျိုးသွားတာ ပြေးသွားမယ်ခဏနော်ဒီဘာလို့ရက်သွားတာလဲဆိုတော့ဒီရက်ချင်လို့ရတာပါဒီကတော့ကြာမှာဆိုလို့ပါရှင်ဘာလို့လဲဆိုတော့အမှကအချိန်အားလည်းပြီးရောမယ်ဆိုတော့ပေါ့နော်အောက်ခဏ
ပေါ့နော်အချိန်ပြည့်တော့မယ်ပေါ့နော်အဲ့ဒါမလို့ကဲဒီနေ့ဗီဒီယိုကဒီလောက်ပါပဲရှင်ဘာလို့လဲဆိုတော့ဟိုနော်ခီတီကတော့အောက်ကျသွားလို့ပါရှင်အဲ့ဒါမို့လို့ပါနော်အောက်ကျတော့ရှင်လဲလူတိုင်းမစော့ခင်ပေါ့နော်အဲ့ဒါမို့လို့ပါအားလုံးပဲတက်တာ